just can't accept it. This can't be the end. ဒီနေ့ကတော့ကန်တဲဟိုင်းလန်းကိုဘယ်လိုသွားမလဲဆိုတာအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် The end, yet you promised to never leave, and now you're gone. Can't believe I can feel the world slipping away. ကာလမကိုကြတော့ online ကနေတွားပြီး book လို့ရတယ်ပေါ့နော်ကိုကမှတွားပြီးတော့မှ how to go ကန်တဲဟိုင်းလန်းပိုင်းပါဆိုပြီးတော့မှရှာလိုက်ရုံပဲ apps ထဲရောက်သွားပြီးဆွဲရမယ်ကိုစစီးခြင်းတဲ့နေရာနေပြီးတော့မှတိတ်ကဖြတ်လိုက်ရုံပဲပေါ့နော်10ချက်ပဲပြရတယ်ကျမတို့ကြတော့ KS Centra နဲ့နေတဲ့အတွက်ကြောင့်မို့ KS Centra ကိုဖြတ်လိုက်ပါတယ်ရှင်ဆိုတော့ online တိတ်ကကိုပြပြီးတော့မှကားစီးလို့ရပြီကားကြတော့တနားကျော်ဆွန်းဆွန်းလေးစီးရတယ်ပေါ့နော်ကားတောင်ထိပ်ထိမရောက်ဘူးပေါ့နော်အဲ့ဒီအဝနာဘတ် station မှာပဲသူကရက်ပေးမှာအဲ့ဒီအနေမှာသစင်ကိုကကေဘေကားလမကိုဖြတ်ပြီးတော့မှတောင်ပေါ်ဆက်တက်ရမယ်ပေါ့နော်တန်တော့နေစီရတယ် Goes in the air. I still see your face in every place. Feel your warmth, your gentle grace. But now there's just an empty space, and I'm lost in this endless chase. Keeping you in my heart, a piece of you I'll never let go. Though distance brings separation, in my heart you'll always glow. I just can't say goodbye, no matter how hard I try. A bond like ours so deep and true will always be. အရင်တော့ကျတော့ဒီ Chin Swing Cave မှာလေသူတို့အလိုမျိုး station တခုထားပြီးရပေါ့နော်ဒါပေမဲ့ကျမတို့သွားတဲ့အချိန်ကျတော့သူတို့ renovation လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆင်းလို့မရဘူးပေါ့နော်အဲ့နဲ့တောင်ပေါ်ပဲတန်းပြီးတက်သွားလိုက်တယ်အရင်တော့ကျတော့အပြန်ဖြစ်ဖြစ်အသက်ဖြစ်ဖြစ်အဲ့ဒီ Chin Swing Cave မှာကွာရက်ရှင်ရင်သူတို့ကအမေသူတို့ station ရှိတယ်မယ်ရက်ပေးတယ်ဒါတော့ outdoor playground ပေါ့နော်သူ social တဲ့ဆိုရင်တိတ်ကဲဝေးရပါမယ်တိတ်ကဲကတော့ ringgit 200ကျော်လောက်ပေးရပါတယ် Love with nowhere. ရောက်ပါပြီဒါကတော့အထက် playground ပေါ့နော်သူကြတော့ကို social နဲ့မျိုးစားလိုက်ပုံမွန်တီးပြမှာပတ်စံနည်းနည်းလေးပေးပြီးဆော်လို့ရပါတယ်